မင်္ဂလာပါဗျမြန်မာစာပေမြန်မာကြပြမြန်မာဂီတရဲ့ခေါင်းကင်ကြီးတွေရဲ့မြို့အထက်မြန်မာဗကမင်းလက်ထက်အခါအောက်မြန်မာကိုလိုနီခေတ်လက်အောက်အခါအင်္ဂလိပ်မြန်မာစစ်ပွဲကြောင့်စစ်ရှောင်မွန်တွေဟာအခြေချနေကြလို့စစ်ရှောင်တွေအသစ်ထောင်လိုက်တဲ့ရွာတဲ့တချို့ကယခုချွန်းထိတ်မြေကပယံတေးပန်းပန်းရေတပံစောင့်ရနေရာမှာဘိုးခွေရဖျားတဆူများလူတီထ9000ပြည့်ဖျားဟာဘတ်တမို့မြေရီတိုက်စပြူကြမွန်လိုအမိပေးလိုက်တာကကြိုက်လွိုက်တဲ့ကြိုက်ဆိုတာကဖျား right ဆိုတာကပြိုးကြတယ်မြန်မာလိုဖျားပြူရွာပေါ့ရခင်ကအင်းတွေရွာသိမ်လေးတွေစုဝေးရပေါ့မြို့အနောက်ပိုင်းကွင်းပေါက်ပိုင်းရဟာရခင်ကဖိုးတော်ကုန်းနေရတဲ့ဒီလိုနဲ့ရေကြီးရမျက်နှာရရွှေပြောင်းအခြေချနေကြသူတွေများများလာတော့ရွာကြီးမှာမြို့ဖြစ်အကွက်တွေလို့အင်္ဂလိပ်မြို့အုပ်မကဆွဲနဲ့အတွင်းရေးမှုဦးစိန်ထူးတို့ကစနစ်တကျအကွက်ချဟောအမှတ်တရဂုံပြူတိုက်သူတွေကိုဂုံပြူအမိပေးလိုက်တာကအရှိအနောက်မင်းလမ်းမှာရှိလေးလမ်းနာမဆန်းပြကန်းသားကိုဘူဂျုံလန်းတဲ့မကဆွဲလန်းအကွက်ချထုတ်အင်္ဂလိပ်မြို့အုပ်လို့ဦးစန္ဒာလန်းရှေ့အခါရှေးတရားကြီးခုံပြူတဲ့လမ်းကိုဦးပြုံးချိုလန်းမဟာဂီတကိုအမတ်တရခေါ်ဆိုတဲ့လမ်းဘလိုနီခေတ်ကဗတ်ခိုးစက်မထိုးလူလူလောအားအလားကံတော်ကြီး4000ကန်ကြီးကပြတယ်ရှေးအခါရေလန်းလာတွားကြပြီမဲ့ဟောယခုအခါကားလန်းနဲ့တွားသန်းခံကပအုံးဒီနဲ့ကွန်ဒီအထွတ်အများဆုံးမြို့ထင်ရှားကြော်ကြသေးဒီဖျားကလောက3ပါးမန်5ပါးအောင်မြင်တော်မူတဲ့ဒီလောကမာရစိတ်ရုပ်ပွားကြီးနဲ့မြို့ရက်တော်မူစန္ဒာမုနီဖျားဖူးသွားလို့လည်းရတယ်ရေငန်းပိုင်းဥရှင်ကြီးပတာပြီးရက်ွက်ချင်းအပြိုင်နှွဲကြချစ်စရာတဘူရဲလာတော့မဟာဂီတမှာလေပုံမှာမဟာဂီတဥပြုံးချွေရဲ့မြို့တေးရည်တေးဆိုစာရေးဆရာဒါရိုက်တာကြီးဥဒုခရဲ့မြို့ရန်သူမရှိမိတ်ဆွေရှိငင်းချမ်းကြီးကြပြဒဂုံတရားရဲ့မြို့ဆရာမယူဝီတင်လေးဝေနဲ့ပြုံးဆောင်ဆိုတော့တန်တန်ဆင်းတို့ရဲ့မြို့မောင်တယ်မြမောင်စီသူစာရေးသူတို့ရဲ့မြို့ရွာသားကြီးစိန်ပူတင့်လက်တံညံပြည်အနှံ့ဘဝညံနေတဲ့မြို့စာပေကြပြဂီတဆရာကြီးတွေနဲ့လိုက်ဖတ်တဲ့ကြိုက်လက်မြို့ဒီတမလေးဗျဒီမျိုးပါ